ကိုင်းမင်းအကိုတွေမားတွေအားလုံးပဲဒုတိယမချန်ဗီဒီယိုဖိုင်လေးတင်ပေးလိုက်ပြီးဖြစ်တဲ့အတွက်အားလုံးပဲဝင်ရောက်ပြီးအပိတ်ကြပါအောင်လို့ဖိတ်ခေါ်လိုက်ပါတယ်။ကဲကိုတွေမားတွေအားလုံးပဲလူဟောင်းလူသစ်အကိုတွေမားတွေအားလုံးပဲဒုတိယမချန်အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောနေ့လည်ခင်းလေးကိုအားလုံးပဲပိုင်ဆိုင်နိုင်ကြပါစေ။ကဲအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အားလုံးပဲအလုံးစုံပြည့်စုံနိုင်ကြပါစေ။ကဲဆိုတော့ကျွန်တော်ဗီဒီယိုဖိုင်လေးစီဒါကျွန်တော်တို့ခုညနေ4နာရီခွဲအတွက်เนาะကျွန်တော်တို့ကြာသပတေးနေ့ခုညနေ4နာရီခွဲအတွက်လာရောက်ပြီးတော့မျှဝေပေးတာလာရောက်ပြီးတော့အကြံပြုပေးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ဆိုတော့အခုတွေမားတွေအားလုံးပဲကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုအခုမှမြင်လို့ဝင်ရောက်ပြီးတော့ကြည့်ရှုတာပဲဖြစ်ဖြစ်စိတ်ဝင်စားလို့ဝင်ကြည့်တာပဲဖြစ်ဖြစ်ကျွန်တော်အများနဲ့အားပေးလို့ဝင်ကြည့်တာပဲဖြစ်ဖြစ်ဘယ်လိုကြောင်းမင်းတွေပဲကြည့်ကြည့်ပါဗီဒီယိုဖိုင်လေးကဒါအချိန်လေး4မိနစ်ခွဲ5မိနစ်လောက်ပဲကြာတာဖြစ်တဲ့အတွက်မကြော်မီဖက်နဲ့အစနဲ့အဆုံးလေးတခြားလေးကြည့်မယ်နောက်တစ်ခုအနေနဲ့ဝင်လာပြီဆိုတော့ねဒီဗီဒီယိုဖိုင်လေးကိုနော်ကိုလိုပဲမြင်နိုင်ကိုလိုပဲတွေ့နိုင်တဲ့နေရာလေးတွေမှာလက်လှမ်းမိသောကလေးတွေမျှဝေပြီးတော့မှကြည့်မယ်ဖြန့်ဝေပြီးတော့မှကြည့်မယ်အထူးသဖြင့်ကျွန်တော်ဒုတိယနဲ့သက်ဆိုင်သောနေရာလေးတွေမှာအားလုံးပဲမျှဝေပြီးတော့မှကြည့်ပေးသွားမယ်လူသစ်အကိုတွေမားတွေအားလုံးကဝင်လာပြီဆိုတာနဲ့เนาะကျွန်တော်ရဲ့ကဏ္ဍလေးတွေကိုနောက်ရက်တွေမှာလည်းနေ့ရက်တိုင်း like ဆော့ခြင်းနဲ့အကိုတွေမားတွေအားလုံးက channel လေးကို subscribe ကလေးနှိပ်ထားမယ်ဝင်လာနဲ့ like လက်မလေးတွေတန်းပြီးတော့ထောင်ထားမယ်ဘာမှလုပ်ပေးဖို့မလိုဘူး share လို့အဆင်ပြေတဲ့အကိုတွေမားတွေအားလုံးကဒီဗီဒီယိုဖိုင်လေးကိုကိုလိုပဲမြင်နိုင်တွေ့နိုင်တဲ့နေရာလေးတွေမှာလက်လှမ်းမိသောကလေးတွေမျှဝေပြီးတော့မှကြည့်ပါမယ်ဖြန့်ဝေပြီးတော့မှကြည့်ပါမယ်ကဲဆိုတော့ကျွန်တော်ဒီညနေ4နာရီခွဲမှာဒီဗီဒီယိုဖိုင်လေးကြည့်ခြင်းအဖြစ်ဘလို့အရာတွေရရှိသွားမှာလဲဆိုတော့ကျွန်တော်တို့ခုညနေအဓိကထားပြီးတော့ကစားမယ်ကျွန်တော်တကွာကောင်းနေရမယ်လုံးမိုင်နေရမယ်ကီးတွေစသည်ဖြင့်အားလုံးရရှိမှာဖြစ်ပါတယ်နော်ကျွန်တော်ညရတခါလေးပြောခဲ့ပါတယ်နော်ကီးတွေကတောက်လျှောက်ကိုအဆင်ပြေနေတာကိုရီမာတွေအားလုံးပဲကျွန်တော်ဒီဘက်နောက်ပိုင်းမှာဆိုတော့ကျွန်တော်ခွန်ဆိုတဲ့ကီးလေးနဲ့နော်ခွန်မိုင်ဆိုတဲ့ကီးလေးနဲ့ထပ်ပြီးတော့အဆင်ပြေခဲ့ပြီဒါပေမဲ့နေတိုက်ကိုမိန်ကွက်တွေတီးတန်းလောက်လိုက်ထိုးတဲ့အကိုတွေမာတွေအားလုံးတော့အဆင်မပြေဘူးပေါ့နော်ကျွန်တော်ကီးလေးနဲ့ပဲအဆင်ပြေတာဆိုတော့ကျွန်တော်တခါလေးပြောခဲ့တယ်နော်အကီးကလုံးအောင်ရွှေကီးလုံးအောင်အဆင်ပြေတယ်လို့ကျွန်တော်ပြောတယ်နော်ဒီနေ့ဒီချိန်ကြံခဲ့တဲ့အပတ်တွေကကျွန်တော်တောက်လျှောက်အဆင်ပြေလာခဲ့တာပါကီးကတော့ဒါထည့်ပြီးတော့ပြောဖို့မလိုပါဘူးကီးသုံးလုံးဆိုတော့ဒါတစ်စိတ်တစ်ပိုင်းလိုက်ပြီးတော့ယူသုံးတဲ့အကိုတွေမာတွေအားလုံးတော့ပဲအဆင်ပြေပါလိမ့်မယ်ကဲအားလုံးပဲဒီနေ့ဒီချိန်ဒီကိုတပွဲတစ်ချိန်မှမပေါက်သေးတဲ့အကိုတွေမာတွေအားလုံးကျွန်တော်ရဲ့ကဏ္ဍလေးကို like shot လို့အမှားမဲ့လက်ခံပေးပြီး like shot ပေးနေတဲ့အကိုတွေမာတွေအားလုံးဒီဘက်မှာကျွန်တော်တို့ပေါက်အားလေးတွေရန်နေနေတယ်ဖြစ်တဲ့အတွက်ဒီညနေတော့တေချာပေါက်အဆင်ပြေအောင်နော်တေချာပေါက်ကြနိုင်တဲ့ကဏ္ဍမျိုးပဲကျွန်တော်ယူဆောင်လာခဲ့ပါတယ်ကဲအားလုံးပဲစကားတော်ရှေ့ဝေးမပြောတော့ဘူးစာအုပ်ကလေးနဲ့ဘောပင်လေးနဲ့ယူဆောင်ထားပေးမယ်ဒါမှမှတ်မိတဲ့အကိုတွေမာတွေအားလုံးအတွက်ယုံကြည်နဲ့ like shot မဲ့အကိုတွေမာတွေအားလုံးကတေချာလေးယူရမယ်နော်တေချာလေးယုံကြည်နဲ့လာပြီးတော့ဆော့ပါမယ်ကျွန်တော်တို့21ရက်ကျွန်တော်တို့5လ2026နော်ခုကြာပါပြီညနေ4နာရီခွဲကီးရတော့ကျွန်တော်မထုတ်တော့ဘူးနော်ကီးရတော့ကျွန်တော်မထုတ်တော့ဘူးအဲ့ကီးအတွဲလေးပါပဲပြန်ပြီးတော့ကစားမယ်ပတ်သီးပဲကျွန်တော်ရင်ဆုံးပြောမယ်3.5ပတ်သီးပဲဖြစ်ပါတယ်နော်3.5ပတ်သီးဒီမနက်ပိုင်းမှာမကြားခဲ့ဆိုတော့ညနေပိုင်းမှာကြားနိုင်ချေအားကောင်းဆုံးကဏ္ဍလေးတွေဖြစ်တယ်3.5ပတ်သီးပါ3ညကြိုက်ရင်3ညကိုပတ်ပါ9ကိုကြိုက်ရင်9ကိုပတ်ပါပတ်သီးနှလုံးလုံးပတ်ဖို့မလိုဘူးနော်9ကိုကြိုက်နှစ်သက်တဲ့မဟုတ်ပါဘူး3ညကြိုက်တဲ့အကိုတွေမားတွေအားလုံးကလည်း3ညပတ်သီးကိုပဲကစားမယ်9ကိုကြိုက်တဲ့အကိုတွေမားတွေအားလုံးကလည်း9ကိုပဲကစားမယ်နော်တခုဆိုတခုပဲလုပ်ပါကဲဆိုတော့ကျွန်တော်တို့အကွက်ကလေးတွေပဲသီးသန့်ကြိုက်တဲ့အကိုတွေမားတွေအောင်တော့3ညနဲ့ပတ်သက်လာရင်တဲ့အဓိကထားပြီးထိုးရမယ်ကလေးလေးဒီ3ည1ကဲ3ည6ကဲ3ည3ရ3ည8ကဲကျွန်တော်တို့မနက်ကအတိုင်းပဲပြန်ပြီးတော့ကစားမှာဖြစ်ပါတယ်နော်ယုံကြည်မှုပြည့်ရှိမှလာပြီးတော့ဆော့ပါ3ည1ကဲ3ည6ကဲ3ည3ရ3ည8ကဲဒါ3ညနဲ့ပတ်သက်အဓိကထားပြီးတော့ထိုးရမယ်ကလေးလေးတွေကျွန်တော်9နဲ့ပတ်သက်လာရင်ဟောနဲ့9နဲ့ပတ်သက်လာရင်ဒီတိုင်းပဲ9 1ကဲ9 6ကဲ9 3ရ9 8ကဲနော်9 1 9 6 9 3 9 8ဆိုတဲ့ခဏလေးတွေပဲဖြစ်တယ်ဒီခဏလေးတွေကဒါပတ်သီးမပတ်နိုင်ဆိုတဲ့အကိုတွေမားတွေအားလုံးဒီခဏလေးတို့အဓိကထားပြီးတော့ကစားပါတဲ့ပို့ပြီးတော့ကစားပါထိပ်စီးလိုင်းနဲ့ပို့ပြီးတော့ကစားပါပတ်သီးပတ်တဲ့အကိုတွေမားတွေအားလုံးကလည်းထိပ်စီးလိုင်းလို့အဓိကထားပြီးတော့ပတ်ပါကဲဆိုတော့တလုံးပိုင်လေးဒီညနေမှာကျွန်တော်အကြိုက်ဆုံး main ပတ်သီး3ညပိုင်ဖြစ်ပါတယ်နော်3ညပိုင်မှာ3ညနဲ့ပတ်သက်တဲ့တကွာကောင်းလေးရကျွန်တော်9နဲ့ပတ်သက်တဲ့တကွာကောင်းလေးရခေါ်ပေးမယ်နော်လက်မလေးတွေထောင်ထားမယ်3ညနဲ့ပတ်သက်လာရင်ကျွန်တော်3ည3ဆိုတဲ့ခဏန်းစီတစ်ခွက်ကောင်းပါ3ညနဲ့ပတ်သက်လာရင်ကျွန်တော်3ည3ဆိုတဲ့ခဏန်းစီတစ်ခွက်ကောင်းပါဒါဒီပထမမိန်းပဲဖြစ်ပါတယ်ကျွန်တော်9နဲ့ပတ်သက်လာရင်ကျွန်တော်58ဆိုတဲ့ခဏန်းစီဒါဒုတိယမိန်းပါနော်58ဆိုတဲ့ခဏန်းကဒုတိယမိန်း3ည3ဆိုတဲ့ခဏန်းကြီးဒါပထမမိန်းပါတရားနဲ့တရားအကြိုက်မတူဝါသနာမတူတာဖြစ်တဲ့အတွက်တကယ်အစင်ပြေမှလာပြီးတော့ဆော့ပါကျွန်တော်ပြောလို့ပဲ3ညကိုကြိုက်ရင်3ညကိုပတ်ပါနော်ပတ်သီးရတော့ကျွန်တော်တို့အမြဲရတာတော့နဲတယ်ဒါပေမဲ့ကျွန်တော်တလုံးမိုင်တေချာပေါက်အဆင်ပြေမယ်နော်အားလုံးပဲယုံကြည်နဲ့လိုက်ဆော့ပါတေချာပေါက်အဆင်ပြေပါလိမ့်မယ်ခုညနေမှာကဲအားလုံးပဲကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးတော့ဒီလောက်ပါပဲအခုကျွန်တော်မျှဝေပေးခဲ့တဲ့ခဏလေးတွေအားလုံးမန်လေးတွေမှာတယောက်ချင်းစီတိုင်းမှန်ထားပေးခဲ့မယ်
နောက်မှဝင်လာတဲ့အကိုတွေမတွေအားလုံးလည်းအလွယ်တကူမြင်နိုင်တွေ့နိုင်အောင်လို့ပါဒီညနေမှာအားလုံးပဲကျွန်တော်မျှဝေပေးတဲ့ grand လေးနဲ့အဆင်ပြေကြပါစေအားလုံးပဲပေါက်ကြပါစေဒါဒီစီမှာသွားပြီးတော့ငွေထုတ်နိုင်ကြပါစေကဲကိုလက်ပါ